Hello အားလုံးပဲမင်္ဂလာပါရှင်မိဆန်ဒီနေ့ဘယ်သွားမလဲသိကြလားဟုတ်ပါတယ်ဒီနေ့တော့မြန်မာနိုင်ငံရဲ့အထင်ကရကြိုက်ထီးရိုးစီဒီတော်မြတ်ကြီးစီကိုဖျားဖူးသွားဖို့ပြင်ဆင်နေတာပါခရီးသွားရတာကိုဝါသနာပါတဲ့မိဆန်အတွက်တော့ကြိုက်ထီးရိုးဆိုတာဘယ်နှခေါက်ရောက်မယိုးနိုင်တဲ့ခရီးစဉ်တစ်ခုပေါ့ကဲလိုက်ခဲ့ကြတော့နော်အခုဆိုရင်ကင်းမွန်းစခန်းကိုရောက်ပါပြီဒီကနေရင်ပြင်းတော့အထိရောက်ဖို့ကတော့နာမည်ကြီးတောင်တက်ကားကြီးတွေစီးရမှာပါအမလီကားကကွေးလိုက်တိုင်းရင်တဖူဖူပဲဒါပေမဲ့တောင်ပေါ်ကတိုက်ခတ်လာတဲ့လေအေးလေးတွေနဲ့ဘေးပက်လေကစိမ့်လန်းနေတဲ့တောင်တန်းကြီးတွေကိုကြည့်လိုက်ရရင်မောတာတွေရောကြောက်တာတွေရောအကုန်ပျောက်သွားတာပဲကဲရင်ပြင်းတော့ကိုရောက်ပါပြီရှင်ကြည့်ပါအောင်ရွှေရောင်ဝန်းနေတဲ့စံတော်ရှင်ကြိုက်ထီးရိုးစီဒီတော်မြတ်ကြီးချောင်းကမ်းပါအစုံးမှာတီရှိနေတာတော့မပြုတ်ကြပဲတီးငိမ့်နေတာဟာတကယ်ကိုအံ့ဩစရာပါပဲနော်မိဆန်တို့လည်းဖျားဖူးရင်းစီမီတွေထုံကြီးပူဇော်ရင်းနဲ့စိတ်ထဲမှာတကယ်ကိုအီးချမ်းသွားတာပဲကြိုက်ထီးရိုးဖျားဖူးအပြန်ဒီသားထွက်ရိုးစုံတွေကိုမိသားစုနဲ့တငယ်ချင်းတွေအတွက်လက်ဆောင်ယူသွားမယ်အမျိုးမျိုးနည်းနည်းစီရွေးဝေလိုက်ရင်အားလုံးသဘောကျကြမှာပဲနော်မိဆန်ရဲ့ဒီနေ့ခရီးစဉ်လေးကတော့ဒီမှာတင်ပြီးပါပြီနောက်ထပ်မိဆန်ဘေးဒီသွားအောင်မလဲဆိုတာသိချင်ရင်တော့ follow လုပ်ထားကြအောင်နော်တတာ